မြန်မာနိုင်ငံကိုစားပြု student content creator တယောက်အနေနဲ့စင်ကာပူမှာတွားရောက်လေ့လာခဲ့ရပါတယ်။ IC Fellowship 2025 Myanmar. Wow. အယောက်40ကျော်ရဲ့မှာ3ယောက်ပဲရရှိခဲ့တဲ့ Most Active Award ကိုလည်းရရှိခဲ့တာပဲဖြစ်ပါတယ်ရှင်။ Fun fact အနေနဲ့ကတော့ကျွန်မကအဲ့မှာအသက်ငယ်ဆုံးဖြစ်ပါတယ်။မြန်မာနိုင်ငံတယောက်ရဲ့ဗီယက်နမ်က2ယောက်ရရှိတာဖြစ်ပါတယ်။မင်္ဂလာပါမိုနီရှာပါဒီဗီဒီယိုထဲမှာကတော့ program နဲ့ပတ်သက်ပြီးအသေးစိတ်ပြောပြမှာပဲဖြစ်ပါတယ်။ IC Fellowship Program လို့ခေါ်ပြီးတော့ပေါ့နော်။ Nanyang Technological University of Singapore ကနေပြုလုပ်ပေးတာဖြစ်ပါတယ်။ NTU ကတော့ကမ္ဘာအဆင့်12ရှိပြီးတော့မှစင်ကာပူမှာအဆင့်2ရှိတဲ့တက္ကသိုလ်ဖြစ်ပါတယ်။ဒီ program ကိုရှောက်တဲ့လူအယောက်450ကျော်ထဲမှာအယောက်20ပဲရရှိတာဖြစ်တယ်ပေါ့နော်။ Wow မြန်မာနိုင်ငံကိုစားပြုအနေနဲ့လည်း2ယောက်ပဲပါဝင်ခဲ့ရပေါ့နော်။အဲ့ထက်မှတင်ကြီးက1ယောက်အပါဝင်ဖြစ်ပါတယ်။ information sharing ဖြစ်တာမလို့ formal ဆန်လေးပဲသွားလိုက်ပါမယ်။ဒီ program ကတော့ fully funded ဖြစ်တယ်ပေါ့နော်။တင်ကြီးတို့ကိုလေရင်စရိတ်နေစရိတ်စားစရိတ်အပြင်ကိုမှမဟုတ်ပါထပ်ပေးရပဲဖြစ်ပါတယ်။အဓိကယူရတာကတော့ရှစ်တောင်အာရှမှာရှိတဲ့ student content creator တွေကိုဖြစ်ပါတယ်။အဓိကကတော့လူငယ်တွေကို ethical content creator တယောက်ဖြစ်ဖို့ရဲ့လက်ရှိကြုံနေရတဲ့ technological advance တွေ AI အနေနဲ့ပတ်သက်ပြီးတော့ challenge တွေကိုလည်းအဓိကတော့ရည်ရွယ်ထားတာဖြစ်တယ်ပေါ့နော်။ကျမတို့အနေနဲ့စင်ကာပူမှာရှိတဲ့ TikTok office ကိုလည်းတွားရောက်လဲပတ်ကြရဲပေါ့နော်။ပြီးတော့ရင် TikTok ကဘယ်လိုမျိုးအလုပ်လုပ်လဲသူရဲ့လဲပတ်ပုံတွေဗီဒီယိုတွေကိုဘယ်လိုမျိုး banning လုပ်လဲဒါမျိုးတွေကိုအသေးစိတ်လေ့လာခဲ့ရတာဖြစ်တယ်ပေါ့နော်။အဲ့မှာကျမတို့လက်ဆောင်တွေလည်းအများကြီးရခဲ့ပါတယ်။ကျမတို့ကိုအဖွဲ့တွေခွဲပေးပြီးတော့မှအဖွဲ့တစ်ဖွဲ့စီကို problem statement တစ်ခုစီပေးထားပါတယ်။ကိုယ့်ရဲ့အဖွဲ့ထဲမှာကတော့ international student အစုံပါပါတယ်။အဖွဲ့တစ်ဖွဲ့ချင်းစီကနေပြီးတော့မှ hackathon presentation ဆိုပြီးတော့မှနောက်ဆုံးနေ့မှာ presentation လုပ်ပေးရတာဖြစ်ပါတယ်။ TikTok ကအပြန် NTU ကိုတွားရောက်လဲပတ်ကြတာဖြစ်ပါတယ်။ media stable လိုမျိုးအလုပ်လုပ်ကြောင်းသူတို့ရဲ့ campus မှာဘာတွေရှိလဲဆိုတာကြီးအစအသေးစိတ်အကုန်လုံးလိုက်ကြည့်လို့ရပါတယ်။ဒီအတွက်ကတော့ experience တွေလည်းအများကြီးရတယ်လို့ international friends တွေလည်းအများကြီးရတယ်ပေါ့နော်။ရန်ကုန်မှာနာမည်ကြီးရဲ့ Nanyang Technological University ဖြစ်ပါတယ်။ရန်လည်းလှပါတယ်။ဒုတိယနေ့မှာကတော့တင်ကြီးအနေနဲ့ SPH Media ကိုတွားရောက်လေ့လာရတာဖြစ်တယ်ပေါ့နော်။စင်ကာပူမှာနာမည်အရန်ကြီးရဲ့ media company တစ်ခုဖြစ်တယ်။တမင်မိန်ကလေးတယောက်အနေနဲ့လည်းဒီ magazine ကိုတွားရောက်လဲပေးရလို့အရန်ဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်။ဂုဏ်လည်းယူပါတယ်။ဒီ magazine ကတော့စင်ကာပူမှာရှိရဲ့ Tamil တွေအတွက်ကိုရည်ရွယ်ထားတာပေါ့နော်။မူရကူကလည်းအိမ်မှာအရန်စားလို့ကောင်းပါတယ်။အဲ့ဒီနေ့တနေ့ကောင် media stable လို့အလုပ်လုပ်လဲဆိုတာလိုက်လေ့လာရဲပေါ့နော်တော်တော်များများ information တွေသိခဲ့ရပါတယ်။ I am မြသိငီတင်ပြန်တဲ့နေ့က grab ပေါ်မှာလဲ Kiss 92တို့ 1FM 913တို့ကိုဖွင့်နေရလဲတွေ့ခဲ့ရပေါ့နော်စင်ကာပူမှာကတော့အရန်ကိုနာမည်ကြီးရဲ့ဗီဒီယိုတွေဖြစ်ပါတယ်စင်ကာပူရီယန်စ်တွေကလည်းတော်တော်လေးသဘောကောင်းပါတယ်သူတို့ရဲ့ Singlish ကိုနားလေရခက်တာလေးတစ်ခုပဲရှိပါတယ်ရှင် SPH Media မှာ Studios Media Stable လို့အလုပ်လုပ်လဲဆိုတော့အသေးစိတ်လေးလာရဲပေါ့နော်အရန်လဲစိတ်ဝင်စားဖို့ကောင်းပါတယ်အဖွဲ့လိုက် project တွေလည်း create လုပ်ခဲ့ရရဲပေါ့နော်သူတို့ရှိမှာက no limit ဘာဆိုဘာမှ limit မလုပ်ထားဘူးကြိုက်တယ်လို့မျိုး create လုပ်လို့ရရဲပေါ့နော်ကိုယ့်ရဲ့ creation ကိုအရန်ဦးစားပေးပါတယ်စင်ကာပူမှာနာမည်ကြီးရဲ့ media crop ကိုလည်းတွားရောက်လေ့လာခဲ့ရပါတယ်သူတို့ privacy ရတော့အများကြီးရိုက်လို့မရပါဘူးနောက်ဆုံးနေ့ presentation လုပ်ရမှာသူအရင်ပြောနေတယ်လို့ပါပဲဒိုင်နီကလည်းလာရောက်ခဲ့ဖြတ်ပေးရဖြစ်ပါတယ်ချားဘက်တာကတော့ကိုမရဘူးတဲ့အတွေ့အကြုံတွေ international friends တွေ memories တွေအများကြီးကိုမှရရှိခဲ့ရပေါ့နော်သင်ကြီးကိုယ်တိုင်က middle class ကဖြစ်ပြီးတော့မှ background ကလည်း government school ဖြစ်တာမဟုတ်လို့ကိုက international school တက်မှလို့မတွေးဘဲနဲ့အခွင့်အရေးတွေကိုတက်နိုင်တဲ့လောက်ဆုပ်ကိုင်းပါသင်ကြီးကိုယ်တိုင်လည်းစူးစမ်းနေရမလို့တစ်ခါတလေကြာရင်ကိုစူးစမ်းသလောက်အရာမထင်ဘူးလို့ထင်ရတာမျိုးရှိပေမဲ့စိတ်ထဲမကြပဲနဲ့ပေါ့နော်ကိုသွားမဲ့လမ်းကိုမှန်မှန်လေးသွားဖို့ပဲအားပေးကြပါရှင်ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်